ကလေးဟာအထီးကျင့်သေးကိုသူတို့မိသားစုကိုဆက်လက်ထိန်းသိမ်းဆောင်ရှောက်ဖို့အတွက်စီယုံဖို့ရာမိတ်လိုက်ခြင်းကိုအသုံးချခဲ့ပါတယ်ကလေးနဲ့သူ့အမားတို့ဟာအသက်ရှင်တန်နိုင်ဖို့အတွက်အဝေးကြီးကိုခရီးနှင်ခဲ့ကြပါတယ်ကလေးကျင့်သေးလေးတွေဟာကိုရောစိတ်ပါပင်ပန်းနွမ်းနယ်နေပြီးဆက်မလျှောက်နိုင်တော့တဲ့အတွက်သူတို့ရနာတဲ့နေရာမှာပဲအနားယူလိုက်ကြပါတယ်အထီးကျင့်သေးတကောင်ဟာနောက်ကနေတိတ်တဆိတ်ချင်းကပ်လာပြီးကလေးတို့မိသားစုတစ်ခုလုံးကိုဝိုင်းပတ်လိုက်ပါတယ်ကလေးဟာသူ့ကလေးတွေကိုသူ့အနာကိုအမြန်ဆုံးစူးစီးလိုက်ပါတယ်ဘာလို့လဲဆိုတော့ကလေးတွေကိုကာကွယ်ပေးဖို့ကသူတို့အတွက်အရေးကြီးဆုံးဖြစ်လို့ပါအထီးကျင့်သေးဟာသူတို့စီကိုတန်တန်မတ်မတ်လျှောက်လာပါတယ်ကလေးကတော့သူ့ကိုရင်ဆိုင်ပြီးအရာအလုံးကိုဖြည့်ရှင်းဖို့ဆုံးဖြတ်လိုက်ပါတယ်သူ့အမကကလေးတွေကိုအရင်ကတည်းကနေရာတစ်ခုမှဝတ်ထားလိုက်ပြီးကလေးတစ်ကောင်တည်းသာအထီးကျင့်သေးကိုရင်ဆိုင်ဖို့ရှေ့ကိုတက်လာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီကျင့်သေးဟာတိုက်ခိုက်လို့စိတ်မရှိပဲထူးဆန်းစွာပြုမှုနေခဲ့ပါတယ်ကလေးကသူ့ကိုတတိပေးဖို့ရန်လိုပြသည့်တိုင်အောင်သူကတော့ငြိမ်သက်အေးဆေးနေခဲ့ပါတယ်ကလေးဟာသူချင်းချောက်တာကိုကြောက်မှမဟုတ်ဘူးဆိုတာကိုပြသခဲ့ပြီးအထီးကျင့်သေးကလည်းသူဟာဘာရန်လိုမှုမှမရှိကြောင်းအရေးအယောင်ပြခဲ့ပါတယ်ကလေးတွေကိုအကာအကွယ်ပေးစေဖို့အတွက်ကလေးဟာသူ့ကိုယ်ခန္ဓာကိုလျှော့ချပြီးမိတ်လိုက်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်အထီးကျင့်သေးကလည်းသူ့ရဲ့ကန့်လန့်ချက်ကိုဝမ်းမြောက်ဝမ်းသာလက်ခံခဲ့ပါတယ်မိတ်လိုက်တယ်ဆိုတာဟာကလေးရဲ့ကလေးတွေကိုလက်ခံပြီးစောင့်ရှောက်ပေးတော့မယ်လို့အဓိပ္ပာယ်ရပါတယ်ကလေးကျင့်သေးလေးတွေဟာသူတို့ရဲ့ဖခင်အစ်စ်ကိုတီးလို့စိတ်နဲ့ဝိုင်းပတ်ကြည့်နေကြပါတယ်ကလေးရဲ့ရဲရင်နဲ့ရွေးချယ်မှုဟာသူ့မိသားစုဝင်အားလုံးကိုအသက်ဘေးကနေကယ်တင်ပေးခဲ့ပါတယ်ဒါဟာချင်းသေးအုပ်စုအစ်စ်တစ်ခုစတင်ခြင်းရဲ့အစပျိုးမှုလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်